ကျွန်တော်ဒီ marketing 7.0 ကိုဖတ်ပြီးတဲ့နောက်ပိုင်းမှာသိလာရတဲ့ဟာလေးတွေကိုဝေမျှပြီးတော့မှဖြစ်ပါတယ်။ကျွန်တော်တို့ single ပြောင်းလဲလာတဲ့ဟာတွေရှိရပေါ့နော်။အဓိကတော့ဗာလဲဆိုတော့ကျွန်တော်တို့ကအရင်ကကျွန်တော်တို့ဒီ 5.0 ကနေစပြီးတော့လူတွေက digital marketing တွေပေါ်လို့ချင်း AI တွေကိုစပြီးတော့သုံးလာတယ်။ဒါပေမဲ့ကျွန်တော်တို့ AI ဒီဟာတွေပြီးတော့ကျွန်တော်တို့ဒီ 6.0 ကနေပြီးတော့ 7.0 အထိမှာတော့ဘာတွေဖြစ်လာလဲဆိုတော့လက်ရှိနောက်ဆုံးပေါ့နော် latest မှာဆိုရင်တော့ AGI လိုမျိုးဟာတွေဖြစ်လာတယ်။ AGI ဆိုတာဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကဒီ AI တွေကဒီ artificial general intelligence ပေါ့နော်လူသားတွေလိုမျိုးတွေးခေါ်ပြီးတော့သူတို့ကလူသားတွေလိုမျိုးအလုပ်ပြီးအောင်လုပ်ပေးနိုင်တဲ့အထိဖြစ်လာတာမျိုးပေါ့ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အရင်တော့ကျွန်တော်တို့ကဒီ AI ကဘာလုပ်လဲဆိုတော့သူက GPS လိုမျိုးပဲသူကလမ်းညွှန်ပေးတယ်အဲ့လက်ရှိအချိန်မှာတော့အဲ့လိုမဟုတ်တော့ဘဲနဲ့သူကဘာအထိပါလုပ်ပေးလာလဲဆိုတော့ကိုယ်တိုင်ကားမောင်းသမားလိုမျိုးပေါ့နော် driver တယောက်လိုမျိုးဒီ GPS ကိုကြည့်ပြီးတော့ကားမောင်းဒီ driver တယောက်လိုမျိုးသူကမောင်းနေပြီးတော့သွားလာနိုင်တဲ့အထိဖြစ်လာတယ်လို့ဒီစာအုပ်ထဲမှာဖော်ပြထားတာမျိုးတွေ့ရတယ်ဘာလဲဆိုတော့ကျွန်တော်တို့နောက်ပိုင်းကျရင်လူတွေကဘာလဲဆိုတော့ဒီအောက်ဆိုလို့ခေါ်တယ်ကျွန်တော်တို့အုံနောက်ထဲကရှိနေတဲ့ဒီ memory တွေကိုကျွန်တော်တို့ကဒီ AI ကိုပေးပြီးတော့အလုပ်လုပ်ခိုင်းတာပေါ့မျက်စိနဲ့မြင်အောင်ပြောရမှာဆိုကျွန်တော်တို့အရင်တော့ဆိုလို့ချင်းကျွန်တော်တို့ဖုန်းတွေမရှိခင်တော့ဆိုလို့ချင်းကျွန်တော်တို့ရဲ့တငယ်ချင်းတွေရဲ့ဖုန်းနံပါတ်တွေကိုကျွန်တော်တို့မှတ်မိတယ်ဒါပေမဲ့အခုနောက်ပိုင်းပြောပါဆိုလို့ချင်းကျွန်တော်တို့ကကို girlfriend ဖုန်းနံပါတ်လောက်ပဲကိုမှတ်မိတော့တာလောက်မျိုးပေါ့နော်နောက်တစ်ခုတော့ဗာလဲဆိုတော့ကျွန်တော်တို့ကြော်ညာတွေပေါ့နော်ကြော်ညာတွေအရင်များလာတဲ့အခါလူတွေရဲ့အုံနောက်ကဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတာကိုလည်းဒီစာအုပ်ထဲမှာပြောပြထားတာရှိတယ်ဒါကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကကြော်ညာတွေအရင်များလာတော့လူတွေရဲ့အုံနောက်ကကြော်ညာမှန်းသိလို့ချင်း auto မေ့ပြလိုက်တာမျိုးပေါ့ကြော်ညာတွေအရင်များလာတော့ဗာလဲဆိုတော့အရန် attention မရှိတဲ့ကြော်ညာတွေဆိုလို့ချင်းဒါကြော်ညာပါပဲဆိုပြီးတော့ချက်ချင်းပဲလွယ်လွယ်ကူကူမိသွားတာပေါ့နော်ဒါကကျွန်တော်တို့အရန်သတိထားမယ်အချက်ဖြစ်ပါတယ်နောက်တစ်ခုကျတော့လူတွေကဘောင်ထဲမှာပဲနေကြတော့တာအဲ့ဒါဒီစာအုပ်ထဲမှာဆိုလို့ချင်းထပ်ပြောထားတာကြတော့လူတွေက social media ပေါ်မှာကိုကြိုက်နေတတ်တဲ့အရာတွေဒီ social media တွေကလည်း algorithm နဲ့သွားတာဆိုတော့ဥပမာ TikTok ပဲဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကျွန်တော်တို့က algorithm နဲ့သွားတာဖြစ်တဲ့အတွက်ဒီဘောင်ထဲမှာပဲကျွန်တော်တို့ပိတ်မိနေတာမျိုးပေါ့နောက်တစ်ခုကျတော့ micro trend တွေကိုလုပ်ငန်းရှင်တွေကအရင်သုံးလာကြတာmicro trend ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကဒီခဏလေးမှာပဲလူတွေကစိတ်ဝင်စားမှုဖြစ်တဲ့အကြောင်းအရာတွေပေါ်မှာပဲကျွန်တော်တို့ဈေးအယောင်းဝယ်လုပ်တာတွေ marketing လုပ်တာတွေဒါတွေက brand image ကိုထိခိုက်တယ်ဆိုပြီးတော့ဒီစာအုပ်ထဲမှာပြောထားတယ်ပေါ့နော်ကုမ္ပဏီတွေကလည်းဒီ micro trend တွေနောက်ကိုကျွန်တော်တို့ဈေးရောင်းရဖို့အတွက်အသုံးပြုကြတယ်ဒါကိုကြတော့ကျွန်တော်တို့ performance marketing လို့ခေါ်ပါတယ်ဥပမာဒီထဲမှာဥပမာ3ခုနဲ့သူရှင်းပြသွားတာရှိရပေါ့နော်1990ဝန်းကျင်လောက်ပေါ့နော်ကျွန်တော်ခုနှစ်ကတော့မမှတ်မိတော့အဲ့ထဲမှာဆိုလို့ချင်းသူကဘာပြောခဲ့လဲဆိုတော့ဒီကိုကာကိုလာထင်တယ်ကိုကာကိုလာကဒီရိုက်ကူးထားခဲ့တဲ့ကြော်ညာအဟောင်းရှိတယ်အဲ့ကြော်ညာကိုယနေ့ခေတ် AI နဲ့ကျွန်တော်တို့ဖန်တီးပြီးတော့ပြန်ပြီးတော့ပုံဖော်တဲ့အခါမှာဒီ public ကလူတွေရဲ့ feedback ကဘာပြောလဲဆိုတော့ဒီစိုးဒီလူသားတယောက်ရဲ့ခံစားချက်မရဘူးပေါ့နော်အဓိကတော့စိုးစိတ်ဝိညာဉ်မပါဘူးဆိုပြီးတော့ပြောကြတယ်ပေါ့နော်ဒီလိုမျိုးပဲစန့်ကျင်မဲ့တစ်ခုကြတော့ဗာလဲဆိုတော့ဂျပန်သူပြောတာဒီဂျပန်နာမည်တော့ကျွန်တော်မထွက်တော့ဘူးပေါ့နော်ဒီဂျပန်လူမျိုးတယောက်ရဲ့ဖန်တီးမှုတစ်ခုပေါ့သူကတော့အမှုပညာထင်တယ်သူဆိုလို့ချင်းသူ9နှစ်လောက်ဒီဟာကို research လုပ်တယ်ဒီယောက်ျားမိန်းမခလေးဓာတ်တွေကို research လုပ်ပြီးတော့ဒီအမှုပညာတစ်ခုကိုဖော်ပြတဲ့အခါမှာဆိုလို့ချင်းလေအဲဆိုဒီဟာက long lasting ဖြစ်တယ်ပေါ့နော်ရေရှည်မှာလူတွေကဒီဟာကိုခံစားပြီးတော့ကြည့်ရှုကြတယ်ဆိုပြီးတော့ပြောတယ်ဆိုလိုချင်တာက AI ကိုအသုံးပြုမယ်ဆိုလို့ချင်းလူသားမျိုးခံစားချက်မရဘူးအဓိကတော့စိုးမရှိဘူးပေါ့နော်ဒီတော့ဒီနောက်ပိုင်းလူတွေ human made တွေကပို့ပြီးတော့ဈေးကြီးလာဖို့ရှိတယ်အဲ့လိုမျိုးပဲနောက်ကတော့you are campaign ဆိုပြီးတော့ run ခဲ့တာရှိတယ်အဲ့ဒါတော့ကနေတယ်မှာလုပ်ခဲ့တဲ့ဟာဆိုပြီးတော့သိရတယ်ပေါ့နော်ကျွန်တော်ထင်တာအဲ့ဒါကကျွန်တော်တို့ဒီအိယာခင်းကုမ္ပဏီလို့ထင်တယ်သူကဘာလဲဆိုတော့ည7:00 နာရီ12:00 နာရီလောက်မှာနောက်လို့ရင်လည်း10:00 နာရီ2:00 နာရီလောက်မှာသူက message ပို့တယ်ပေါ့နော်အဲ့နေပြီလား maybe အဲ့လိုမျိုးပို့လိုက်တယ်ပေါ့နော်ပို့ပေါ်လို့ရှိရင်သူကဘာပြောလဲဆိုတော့မအိသေးဘူး maybe ဒီစာကိုreply ပြင်လာတဲ့သူတွေကိုသူက15% discount ပေးတယ်ဆိုပြီးတော့ဒီစာအုပ်ထဲမှာဖော်ပြထားတယ်ဒါကဘာလို့ဆိုလိုတာလဲဆိုတော့ကျွန်တော်တို့ကလူတွေကိုရွေးချယ်ပြီးတော့ဒီ marketing လုပ်လို့ရတယ်ဆိုတဲ့ဟာကိုလည်းဒီစာအုပ်ထဲမှာဖော်ပြပေးထားတာမျိုးပေါ့နော်အဓိကတော့နောက်ပိုင်းကျလို့ချင်းကျွန်တော်တို့က marketing ကိုဘယ်လိုလုပ်ကြမလဲဆိုလို့ချင်းသူကအဆင့်3ဆင့်နဲ့လုပ်ဖို့ဆိုပြီးတော့ပြောထားတာမျိုးရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့လက်ရှိလဲတော်တော်များများ content creator တွေ video သမားတွေသုံးနေကြတာရှိတယ်ပေါ့နော်အဓိကတော့ attention ပေါ့ attention ရယ်ပေါ်လို့ချင်း social ရယ်ပေါ်လို့ချင်း reward ရယ်ဆိုပြီးတော့သူကသုံးထားတာရှိတယ်
ဒါကတော့လက်ရှိကျွန်တော်အမှတ်မိသလောက် sharing လုပ်ပေးတာဖြစ်ပါတယ်